တခါတော့ကတစ်စိတ်ရွာဆိုတဲ့ရွာလေးတစ်ရွာရှိဘူးတဲ့ဒီရွာလေးဟာတောင်ကုန်းမြင့်တွေကြားမှာတည်ရှိပေမဲ့ထူးဆန်းစွာနဲ့ပဲနှစ်တွေချီပြီးမိုးလုံးဝမရွာခဲ့ဘူးရေတွင်းရေကန်တွေအားလုံးလည်းခန်းချောက်ကုန်ပြီးလေယာတွေစိုက်ခင်းတွေလည်းပူပြင်းတဲ့နေအောင်အောက်မှာညှိုးချောက်ပြီးတေဆုံးကုန်ကြတယ်ရွာသူရွာသားတွေဟာမျက်နှာငယ်ငယ်နဲ့စိတ်တက်ကြနေကြပြီးရွာထဲမှာဆိုရင်တက်ကြီးရွယ်အိုတွေကလေးတငယ်တွေဟာရေတပေါက်ကိုတံပိုးရွာကြီးရွယ်အိတ်သုံးနေကြရတယ်လူတိုင်းကမိုးရွာစေဖို့နှက်ကောင်းနှက်မြက်တွေကိုတောင်းပန်ဆူတောင်းကြပေမယ့်တိမ်တိုက်မေတ္တာနတ်သမီးလေးအဲ့ဒီလိုပူဆွေးသောကရောက်နေချိန်မှာပဲတိမ်တိုက်မေတ္တာနတ်သမီးလေးဟာအမြင့်ဆုံးကောင်းကင်ဘုံကနေဒီရွာလေးရဲ့အဖြစ်ကိုမြင်တွေ့သွားတဲ့နတ်သမီးလေးဟာရွာသူရွာသားတွေရဲ့စိတ်ရင်းကောင်းမှုနဲ့ရိုသားမှုကိုသိပြီးတနာကျင်တာစိတ်ပေါ်လာဒါကြောင့်ဒီရွာကိုတွားရောက်ကူညီဖတ်တနာကျင်တာစိတ်ပေါ်လာတဲ့သမီးလေးဟာသူမရဲ့မော့ပညာပါတဲ့လက်ဆွဲကိုဝစ်ဆင်ပြီးကောင်းကင်ပြပေါ်ကနေတစ်စိမ့်ရွာကိုတိတ်တဆိတ်ဆင်းသက်လာခဲ့တဲ့သူမရောက်တဲ့အချိန်ဟာညအချိန်ပိုင်းဖြစ်ပြီးရွာသူရွာသားတွေဟာပင်ပန်းနှွမ်းနေစွာအိပ်ပျော်နတ်သမီးလေးဟာရွာအလဲကအခမ်းအနားဆုံးဖျားကျောင်းဆောင်ရှိမှရက်လိုက်တယ်ပြီးတော့သူမရဲ့လက်ဆွဲထဲကနေရောင်ကြီးဖြူတစ်ခုထွက်လာစေပြီးကောင်းကင်ဘုံကိုမြောက်တင်လိုက်တယ်ဒီရောင်ကြီးဟာတဖြည်းဖြည်းနဲ့အပေါ်ကိုတက်သွားပြီးအဝေးကတိမ်တိုင်မီကြီးတစ်ခုကိုခဏအကြာမှာပဲမီးမောင်တဲ့မိုးတိမ်တိုက်ကြီးဟာတစ်စိမ့်ရွာရဲ့အပေါ်ကိုရောက်ရှိလာတဲ့နတ်သမီးလေးဟာသူမရဲ့လက်ဖွားနှစ်ဖက်ကိုမြေကြီးပေါ်ကိုချပြီးဒီမိုးရေတွေရွာသွန်းစေတော့ဂီလို၃ချိန်တိုင်တိုးတိုးလေးရွတ်ဆိုလိုက်တယ်နတ်သမီးလေးဟာရွတ်ဆိုပြီးဝေါခနဲ့မိုးဆက်ကြီးတွေဟာတစ်စိမ့်ရွာပေါ်ကိုတီးထန်စွာစတင်ရွာချပါတော့တယ်နှစ်ပေါင်းများစွာမိုးခေါင်ရေရှားခဲ့တဲ့မြေဟာရေအေးတွေနဲ့ဆိုးဆွတ်ပြီးအသက်ဝင်လာတဲ့နောက်တစ်နေ့မနေ့ရွာသူရွာသားတွေနိုးလာတဲ့အခါပဝင်းကျင်တစ်ခုလုံးဆိုးဆွတ်နေတာကိုမြင်ပြီးအံ့ဩတာဖြစ်သွားကြတယ်သူတို့ဟာဘသူကူညီသွားမှန်းမသိပေမဲ့ဒီမိုးရေဟာနှက်ကောင်းနှက်မြက်တွေပို့ပေးလိုက်တာပဲဖြစ်မယ်လို့ယုံကြည်ပြီးပျော်ရွှင်စွာဆုတောင်းမေတ္တာပို့လိုက်ကြပါတယ်အဲ့ဒီနေ့ကစပြီးတစ်စိမ့်ရွာမှာနှစ်စဉ်မိုးမှန်ခဲ့ပြီးစပားထွက်တိုးတဲ့ပျော်ရွှင်ချမ်းမြေ့တဲ့ရွာလေးတစ်ရွာအဖြစ်ဆက်လက်တည်ရှိသွားတော့တာပါပဲနတ်သမီးလေးတိမ်တိုက်မေတ္တာဟာလည်းသူမရဲ့အကူအညီကိုဘသူမှမသိအောင်ရှုပ်ဝက်စွာနဲ့ကောင်းကင်ဘုံကိုပြန်လဲကြွမြန်သွားခဲ့ပါတော့တယ်